in a relationship တဲ့အသေးကွဲရခြင်းကပိုတန်တယ်ပိုကောင်းတယ်ဆိုတဲ့အခြေအနေတစ်ခုရှိတယ်အသေးကွဲရတာလှပတဲ့ဓမ္မရှိတယ်ဆိုတဲ့အခြေအနေမျိုးပေါ့အဲ့ဒါတော့သူကအသေးတွေ့လိုက်လို့ကိုယ့်ကိုပြတ်ဆဲလိုက်တဲ့အခါမျိုးမှာအဲ့ဒါကအသေးကွဲရပေမဲ့ရှင်းလင်းပြသတဲ့လင်းတစ်ခုကိုဟိုဘက်လူကရွေးချယ်လိုက်တာသူ့တွေ့ရောကိုယ့်တွေ့ရောအရင်ကောင်းတယ်အဲ့လိုပုံစံနဲ့အသေးကွဲရတာကကောင်းတယ်ဓမ္မရှိတယ်အဆင့်ရှိတယ်ဟိုလူနဲ့လည်းမရှင်းကိုယ်လည်းမပြတ်နိုင်ဆိုတဲ့အနေထားတဲ့ဆိုင်အဲ့လိုရှင်းလင်းစွာပြတ်လိုက်တာကပိုကောင်းတယ်သူအစ်စ်တွေ့လို့မင်းကိုထားခဲ့တာဆိုပေမဲ့မင်းကိုလလပပဓမ္မရှိနဲ့ထားခဲ့တယ်အစ်စ်တွင်ဖောက်ပြန်တာကိုဓမ္မရှိတယ်လို့မဆိုလိုပါဘူးဒါပေမဲ့သူမင်းပေါ်ပြတ်တာပြီးမင်းကိုလွတ်လွတ်လပ်ရှင်တန်ခွင့်ပေးတာဟာမင်းကိုချုံနှောင်ထားတာတဲ့မင်းကအချုံနှောင်ခံရတာတဲ့ပိုကောင်းတယ်အမိခံကတော့အသက်ကွဲတာပေါ့ဒါပေမဲ့အရှင်လာရင်မပြည့်ရုံတမဲဖြစ်နေတဲ့အတွဲတဲ့မင်းကပိုတောက်ပါတယ်ပိုပြီးလွတ်လပ်တယ်ပိုပြီးလှပတယ်ခံစားရတာချင်းတူတူမင်းဟာလွတ်လပ်တယ်မင်းစိတ်ကိုမင်းပိုင်တယ်အနောင်ဖွဲ့ရှင်းနဲ့စောစောကြီးပြန်လည်ရှစ်တန်ခွင့်ရတာတကယ်တော့နာနာကြည့်ချင်းဖြစ်ပေမဲ့လှပဖို့တန်ပါတယ်